မင်္ဂလာပါကျွန်တော်အန်ဒရူပါဟင်းနေမချက်ရရလဲအရန်ကြာနေပြီဆိုတော့ဒီနေ့မှာတော့ခုလိုမျိုးတုံတုံအီအီနဲ့အသားကြက်ဥပေါင်းလေးကိုလှုပ်စားပြမှာဖြစ်ပါတယ်အရင်ဦးဆုံးပကံတစ်ခုတည်းကိုကြက်ဥလေးလုံးဖောက်ထည့်လိုက်ပါမယ်ပြီးရင်တော့ကြက်ဥလေးလုံးနဲ့စတူရေနွေးကိုထည့်လိုက်ပါမယ်စားနှင်းငယ်ပေါက်ပါမယ်အဝါရောင်တန်းလာသည့်အထိမှုပေးလိုက်ပါမယ်ထွက်လာတဲ့မြုပ်တွေကိုအခုလိုမျိုးလေးခတ်ထုတ်ထားလိုက်ပါအဲ့ပြီးရင်တော့အဖုံးဖုံးအောက်ကရေခံပြီးတော့15မိနစ်ခန့်ပေါင်းပေးပါမယ်ကြက်ဥပေါင်းထားတဲ့အချိန်မှာကြက်သားချက်ပါမယ်စီအနှဲငယ်ကိုအပူပေးပြီးတော့ကြက်သားကြိတ်သားတွေကိုခုလိုမျိုးကြော်လိုက်ပါမယ်ပဲငယ်များရေးကြာညွတ်ခရူးစီထည့်ပြီးတော့ရေနှဲငယ်ထည့်လိုက်ပါမယ်မိနစ်အနှဲငယ်ချက်ပြီးရင်တော့ကော်မုံရေဖြော်ထားတာကို3စွန်းခန့်ထည့်ပါမယ်ကဲကြက်ဥပေါ်ကနေလောင်းဖို့အတွက်ကြက်သားချက်လေးရပါပြီနောက်ဆုံးမှာတော့ခုနပေါင်းထားတဲ့ကြက်ဥပေါင်းတွေကိုကြက်သားလေးကိုအပေါ်ကတင်ကြက်သွန်မိတ်လေးကိုဖြူအလှဆင်ပြီးရင်တော့အီတုံတုံလေးနဲ့အရန်စားလို့ကောင်းတဲ့ကြက်ဥပေါင်းလေးရရှိဖြစ်ပါတယ်လောက်ရတာအရန်လွယ်ကူပြီးတော့အရန်ရတာရှိရတဲ့အတွက်လှုပ်ရှားကြည့်ကြဖို့တိုက်တွန်းပါတယ်ကဲစားကြပါအောင်ဗျာကြက်ဥရဲ့ texture နုနုလေးကပါးစပ်ထဲမှာပျော်ဝင်သွားပြီးအရန်စားလို့ကောင်းပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်